โอเคအားလုံးပဲမင်္ဂလာပါအခုဒီနေ့ရတော့เนาะကျွန်တော်တို့ Super Sunday တနေ့ကနေပိတ်ရပေါ့ညီကိုတွေစုပြီးတော့တကြံမတိုင်ကလေးတကြောင်သွားတာပေါ့เนาะတကြောင်သွားမယ်ညီကိုတွေစုပြီးတော့ဘန်ကောက်ကဆရာကြီးနှစ်ပူလဲစီးလာတယ်မနော်မောင်တူခါအောင်လဲကိုမျိုးငယ်တယ်ပေါ့နော်သူဆရာကြီးနှစ်ပူလဲစီးလာတယ်သူတို့စုံရင်းနဲ့ဒါညီကိုတွေတကြောင်ဟိုင်းပေါ့ညီကိုတွေကိုမသွားခင်အမှန်တကားနဲ့ပြောရမှာပေါ့ဆိုင်ကမောင်းနေထားပြီဒီပဲနော်နိုင်တယ်လောက်ပဲအနားနေပဲလာရခဲ့ဟလားဂျပန်ကြီးတို့မှာကွာနေရှိပါကိုလူတွေနော်ဘန်နိုင်မိဘကြော်တာနဲ့ညာဘက်မှာမိဘလေးနဲ့ကြော်ရည်တယ်ဒီပဲအနားနေပဲလာရခဲ့နော်ဒီပဲမှာโอเคမျိုးကအောင်မတွေ့ပါနော်โอเคဆိုင်ကားလေးပြေးမောင်းကြအောင်နော်အောင်မအစီဆုံးပထမတော့ဒီမျိုးငယ်နဲ့ဒုက္ခအောင်နဲ့သူကတော့တကြောင်လိုက်ဟိုင်းပေါ့နော်လိုက်ဟိုင်းဘောက BMW တောင်ကားဝတ်တင်လာတယ်ပေါ့နော်နောက်ပြီးတော့သူကရောက်ကနေမှဆိုင်ကနည်းနည်းဗာဖြစ်လာမှမသိဘူးချွင့်ကျန်နေနေစီတော့မဟိုင်းတော့ဘူးမဟိုင်းမယ်သူဘန်ကောက်ပြန်တက်မယ်ပေါ့နော်ဘန်ကောက်ပြတ်တက်မယ်ဆိုတော့အခုကျွန်တော်ညီကိုတွေပဲဆက်ဟိုင်းမယ်ပေါ့ဒါဒီနေ့ဘယ်သွားမယ်ဆိုတော့ဘန်နိုင်ရေကွန်သွားမယ်စီဂျုံကကဖေးဆိုင်အောင်သွားမယ်နောက်ပြီးတော့ခနုံကမီးယုံသွားမယ်ပေါ့နော်အဲ့နေရာ၃နေရာသွားမယ်ဒီနေ့ကတော့အခုကျွန်တော်ညီကိုတွေနဲ့လိုက်ပြီးတော့ကြည်လိုက်အောင်ပေါ့ဆိုင်ကကတော့ဖြည်းဖြည်းပဲမောင်းမယ်120လောက်ပဲပေါ့နော်ဒါကြီးလည်းမဟိုင်ညီကိုတွေအန်ဒီကင်ဒီကတော့ဆိုင်ကမောင်းအန်ဒီကင်ပေးရှင်းဖို့လိုတယ်ပေါ့နော်အဲကြောင့်ညီကိုတွေဖြည်းဖြည်းမောင်းမယ်ဆိုင်ကမောင်းလည်းဂူးဆိုင်ပေါ့နော်ဒါခုလမ်းပေါ်စထွက်ပြီကျွန်တော်တို့ဒီစီဆိုင်နေစုံနေကြစီဆိုင်နေကျွန်တော်စထွက်ပေါ့နော်အခုပထမတော့ရင်သွားမှာတော့ဘန်နိုင်ရေတကုံပေါ့ဘန်နိုင်ရေတကုံအရင်ဝင်မယ်ဘန်နိုင်ရေတကုံမှာရေကူးမယ်စားမယ်တောက်မယ်ပြီးရင်ကျွန်တော်တို့အဲ့ဒီဘန်နိုင်ရေတကုံကနေစီကျွန်းကဖေးဆိုင်ကိုဆက်သွားမှာပေါ့အခုကတော့ပထမဆုံးအနေနဲ့ကျွန်တော်တို့ဘန်နိုင်ရေတကုံဆက်သွားမှာပေါ့နော်ဆိုင်ကကတော့လမ်းပေါ်ရအောင်တော့ဖြည်းဖြည်းပဲပေါ့နော်ဆိုင်ကကတော့ဒီနေ့ကတော့အစိုက်ဆုံးရှိမယ်အားလုံးပဲညီကိုလေးဆိုင်ကမောင်းရင်ဒီလိုစိုက်ကြပါပေါ့နော်ဟုတ်တယ်ဟုတ်ဟုတ်โอเคဒီပဲမှာအခုဆိုရင်ဘန်နိုင်ရေတကွန်အဝါးတွေကိုရောက်နေပေါ့နော်နောက်မှကြံခဲ့တဲ့ညီကိုတွေစောင့်နေတယ်ပေါ့အခုဒါဘန်နိုင်ရေတကွန်နဲ့ဝင်မယ်ပေါ့နော်ခဏနေရေကူးမယ်ပေါ့ရေကူးမယ်တိုက်ထုံမယ်ခဏနေညီကိုတွေပေါ့โอเคဒါကတော့ဘန်နိုင်ရေတကွန်ရောက်ပြီပေါ့နော်ဒါကတော့မိုးတွင်းမဟုတ်တဲ့အတွက်ပုံမှန်ဆိုရင်မိုးတွင်းဆိုရင်အဲ့ရေတွေအဲ့တစ်ကင်အဖျားတော့ထိကြပါပေါ့နော်ဒါကတော့ခုကတော့ရေတော့တိတ်မများပြီမရေတော့နှက်တယ်ပေါ့ဒါခုအနေထားလောက်ရှိမယ်我赢了，没人ထောင်မထောင်နဲ့အရာโอเคကျွန်တော်တို့ဘန်နိုင်ကြီးတကွန်ကနေပြီးပြီဆိုတော့ကျွန်တော်တို့အခုကဖေးဆိုင်သွားမယ်ပေါ့စီဂျွန်ကဖေးဆိုင်ကိုသွားမယ်โอเคကျွန်တော်နဲ့အတူလိုက်ပြီးကြည့်လိုက်ကြအောင်ပေါ့နော်ပတ်တူ